one trade ဆိုကျွန်တော်နဲ့ trade ဆိုကျွန်တော်မေးလိုက်ပါမယ်Masa bawa dia dulu kokကျွန်တော်ဘာလို့အတန်တူတူလေးပြောနေလဲဆိုကျွန်တော်အခု record လုပ်နေချင်း10နိုင်ကျော်နေပေါ့နော်အခုတော့ဒုချက်ဆက်မှာချင်းနေပါပြီ Okay ဒုချက်ဆက်မှာတော့ကျွန်တော်ဒါမှမဟုတ်တလုံးကောက်တွေ့ရမှာတော့ train မဲ့ကိစ္စပဲပြန်လို့ကြည့်ပါပြောတော့ဘူးဘာ train မဲ့ brother dragon rain oh no တော့အရင်ဖြစ်တယောက်တစ်ချက်ကျွန်တော်သူများဒီထဲမှာခဏမှကြည့်ကျွန်တော်ဗီဒီယိုပြန် record လုပ်နေတော့ကျွန်တော်ကြည့်တော့ကျွန်တော်ဒီဗီဒီယိုရိုက်ပြီးတော့ကျွန်တော်ဝင်ကြည့်တော့မှမရောင်းဘူးမမို့တော့ကြားလိုက်ပါဦးကြည့်ရတယ်ကြိုက်တယ်လို့မမို့တော့ကြားလိုက်ပါဒီစပယ်မပွင့်ရတော့ကောင်းရင်အခုမှအစ်စ်စားရဆိုစပယ်မပွင့်ဘူးခဏကို trade ကိစ္စကိုပြင်လို့ရအဲ့ဒီဒူးမလာမတွေ့ကြတော့လမ်းထွက်ဆိုစားပါပြောင်းပါဒူးမလာမထွက်ဘူးတော်တော်စားပါပြောင်းလိုက်မယ်โอเคစားပါတစ်ခုတော့ကြာလာပါပြီစားပါတစ်ခုမှထွက်ရရှိမှာတော့ချားတယ်ရှိကျွန်တော်ထုံးတယ်ဒီကတော့trading to control
Train mine memo and oh ဒီမှာခေစုနဲ့လူတယောက်လာtry it ဒီကောနဲ့ try အကြောင်းပြောနေရတာပါမလားတော့တော့ပါ try ပဲလေဒီကောနဲ့နားကြီးအောင်လုပ်လိုက်ပါဦးကျွန်တော်စာပါကြောင်းလိုက်ပါအောင်ဗျာဒီစာပါမှာတော့ဘယ်မှမထွေးပါဘူး Okay စာပါမှာရှေ့လူတယောက်တွေ့ဗျကျွန်တော်ပြောလာမှာတော့ Train my memo and final Oh ဆိုရတာလည်းတရား Cam brother Cam Laura Nhé, bèo rồi nhá Bèo rồi Cam Treyဒီတဲ့ကောင်လည်း PVP ပဲပြောနေကျွန်တော်ဆက်ကနေထိုးနေကြတော့အာရုံတန်းနေကြအချင်းလိုက်ဒီကောင်ကဘာဖြစ်နေလဲမလဲရှင်းနေနော်လုံးလည်းမလုံးအိုးဒါနဲ့ဘရိုကိုမို့တခုပြချာရှောက်လာနေရပါတယ်။အော်ကျွန်တော်ဟိုဆွဲတုံးလိုက်အကြီးရောက်လာခါကျတော့ဟိုလုံးပါဘောနော်။ခုတော့ဘဒူးမှမရှိဘူး။အော်ဒီမှာတည့်။အားရဒီကောင်ကဖြူတစ်ဖက်နေတစ်ဖက်။ Come trade ။အေးဘာလို့လဲ။လာပြီထွေးကြရအောင် Try my memo well ဘာလို့လဲဖန်နေစပါပဲမဘာမှလည်းမဟုတ်ဘောကHola. Okay, down to me. Oh, cold not it, Dora. I don't want you to. Tiny them. Try. Whenever you journey them, set limit. These set limit go no, I don't memo free on them. Your record the end of the TV so see about the TV so let she level trading control. You're not going to
ကိုတို့ရှိတော့ကိုတို့မပြီးလောက်ဘူးတဲ့နော်ကျွန်တော် offer ဆိုတဲ့တယ်နော်ဒီနေ့ဗီဒီယိုလေးကတော့ပါဗျာအခုဒီဗီဒီယိုကိုဒီနောက်မှာပဲရှင်းပြလိုက်ပါတော့မယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။ Bye bye